လောကလူတွေကကိုမြင့်ချေကိုမမြင်ဘူးဆိုတာလို့ကိုအဖြစ်ကိုတော့မြုပ်ွယ်ထားကြပြီသူများအဖြစ်ကိုသာဖော်ထုတ်နေတတ်ကြတယ်ပေါ့အဲ့ဒါမှားယွင်းခြင်းတရားပဲဒါကြောင့်မို့လို့ရသော်ဗျာကိုအဖြစ်ကိုသာကိုစဉ်းစားဆင်ခြင်မှာသူများအဖြစ်တွေကိုသွားမချိပါနဲ့သူများအဖြစ်တွေချိခြင်းအပြင်ကိုမှမကောင်းတဲ့စိတ်တွေပဲတိုးပွားလာမှာဖြစ်တယ်အဲ့တော့သူများကိုအပြစ်တင်မှုလည်းမကြိုးစားနဲ့ကိုသာဒီလှုပ်တယ်မလှုပ်ဘူးကိုသာအခြေအနေတရားကိုသာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဆိုရင်သွန်သင်ဆုံးမချက်ပဲဖြစ်တယ်ကိုအဲ့ဒါလေဆွဆွမြဲမြဲမှတ်ထားပြီးတော့သူများအပြစ်ကိုတွေးမိတာနဲ့နပရိသံဝီလောမာနိနပရိသံကတကတသူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေသူတော်ဘာလှုပ်တယ်မလှုပ်ဘူးဆိုတာတွေကိုသွားပြီးတော့စိတ်ဝင်စားနဲ့မကြည့်နဲ့သူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတတိအတ္တနိသကိုယ့်ရဲ့အလုပ်ကိုသာကိုလှုပ်မလှုပ်ကိုဖြစ်မဖြစ်ကိုသာကိုသာအကျိုးအပြစ်စီစေရမယ်ကိုသာကြည့်ရှုရမယ်ဆိုရင်ဒီမြတ်စွာဘုရားရဲ့သုံးသင်ဆုံးမချက်အတိုင်းနေလို့ရှိရင်သူများကိုအပြစ်တင်ငြင်းညောင်းဖြစ်